တောရဲ့ထောင်းတနေရာမှာတော့ရာနိုလို့ခေါ်တဲ့စာကလေးတစ်ကောင်နေထိုင်ပါတယ်။ရာနိုကအလုပ်ကြိုးစားတယ်။စိတ်ကောင်းရှိပြီးတော့ရုံးမရီတီစိုက်တဲ့နေရာမှာလည်းအရန်ကိုကျွမ်းကျင်တဲ့သူပေါ့။ရာနိုရဲ့အရင်ဆုံးတငယ်ချင်းကတော့စကလုံးတိုင်းကိုကြပြလုပ်ပြီးပြောတတ်တဲ့ကြီးကမ်းမာလေးဂေါ်ရီပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတယောက်ကလှုပ်အားနဲ့တယောက်ကစကလုံးနေနဲ့သူတို့ရဲ့အပင်တွေကိုကျွေးမွေးပြုစုကြပါတယ်။ဒါပေမဲ့တောထဲမှာအတင်းပြောရတာဝါသနာပါတဲ့ငှက်နှစ်ကောင်ရှိတယ်။အဲ့ဒါကတော့ကြက်တူရီမဟာရီနဲ့ခိုးမလက်စီတို့ပဲဖြစ်ပါတယ်။စာကလေးရာနိုကမနေ့စောစောစိုက်ကင်းထဲမှာရုံးမလီတီတွေခူးနေပါတယ်။နေအောင်ကြီးကရာနိုရဲ့အတောင်ပံပေါ်ကျနေပြီးတော့ရုံးမလီတီလေးတွေကလည်းပလဲလုံးလေးတွေလိုတောက်ပနေတယ်လေ။ဂေါ်ရီကြည်စမ်းပါဦး။ဒီရုံးမလီတီတွေကဟင်းတီဟင်းရွက်တက်တက်တင်မဟုတ်ဘူးနော်။ဒါတွေကငါ့ရဲ့စူးစမ်းမှုကနေဖြစ်တည်လာတဲ့အစိမ်းအောင်ကြပြလေးတွေပဲ။အတီးရိုးတဲ့တိုင်းမှာငါသားသမီးတွေရဲ့ဆာလောင်မှုတွေရှိနေပြီးတော့အစီတိုင်းမှာငါ့ရဲ့မျောလင်းချက်တွေကင်းအောင်နေတာ။ဒီအသီးလေးတွေကငါ့ရဲ့သားသမီးတွေပဲလေငါသားတွေကိုခူးလိုက်တဲ့အခါငါ့ရဲ့အိမ်မက်တွေကိုလက်နဲ့ဆုပ်ကင်ထားရတယ်လို့ခန်းစားရတယ်အေးပါရာနွေနေ့ရဲ့ရုံးမလီတွေကကဘာမြေရဲ့ပြုံးနေလို့ပါပဲနင်စိုက်ကင်းထဲမှာရှိနေတာစိုက်ကင်းထဲမှာရောက်နေတာမဟုတ်ဘဲနဲ့ဖျားချောင်းတစ်ခုမှာဝစ်ပြုတ်နေတယ်လို့ပဲလေနင်ပြုံးလိုက်ရင်နေမင်းကြီးကိုယ်တိုင်တော့စိုက်ကင်းထဲကထွက်ပေါ်လာတယ်လို့ပဲဟဲ့ကဲနေ့ရဲ့စူးစမ်းမှုတွေငါကြပြတစ်ပုတ်လောက်တော့ရေးလိုက်အောင်မယ်အဲ့ဒီအချိန်မှာတစ်ပင်ထက်မှာတော့အတင်းပြောပေါ်ပြောပဲငှက်နှကောင်ထိုင်နေကြပါတယ်ဟာရီနဲ့လက်စီပေါ့သူတို့ကရာနိုနဲ့ဂေါ်ရီတို့ပြောနေတာကိုအပေါ်ကနေချောင်းနှားထောင်နေတာပါအမလေးလေကြည်စမ်းပါအောင်ရာနိုရဲ့အချိုးကတော့ဝဲပြင်းမကြီးကျနေတာပဲရုံးမလီတီရောင်းပြီးအတောင်မှပလဲတွေညာစီတော့မလားမသိပါဘူးဟဲ့ဟိုဂေါ်ရီမကလည်းပြောလိုက်ရင်ကြပြားရေးကြီးပဲအတိုက်မှနေတာမဟုတ်ပဲစီးမင်းပေါ်ရောက်နေတယ်လို့ပဲသူတို့နှစ်ယောက်ကိုကြည့်ရတာဒီတော့အကြီးကိုပြောင်းလဲပစ်တော့မဲ့အတိုင်းပဲမိုးရွာလာတဲ့အခါကျရင်တော့ကြည့်ကြသေးတာပေါ့သူတို့ရုံးမလီတီတွေကဘလို့တွေမျောပါသွားမလဲကြပြားတွေဘလို့ရေရွှဲကုန်မလဲဆိုတာလေအဲ့ဒီအချိန်မှာတော့မစ်ထူးဆိုတဲ့ကြက်တူရေးလေးကပြန်လာပြီးတော့ဟာရီကိုစုံငေါက်လိုက်ပါတော့တယ်။ဟဲ့ဟာရီနင်အတင်းပြောတာကိုခဏရပ်ပြီးကိုယ်ကလေးတွေကိုပြန်ကြည့်ပါအောင်လား။ငါကတော့အပြင်မှာပင်ပန်းနဲ့အစာရှားလာရတယ်။နင်ကတော့ရှောက်သွားပြီးတော့အတင်းပြောနေတယ်။အတိုက်ထဲကိုလည်းသွားကြည့်အောင်။ကလေးတွေကဗိုက်စာလို့အောနေကြပြီ။သူများကိုလိုက်ကြည့်ပြီးတော့ခြေထိုးကန်မှုပဲနင်မှအလုပ်ရှိရလား။အိုးတော်ပါပြီမစ်ထူးမင်းသားကြီးရဲ့အစာရှာလာရုံနဲ့နင့်ရဲ့တာဝန်တွေကပြီးသွားပြီလား။ကလေးတွေကိုကြွေးရတာငါတာဝန်တယောက်ထဲလားဟုတ်ပါတယ်ငါကတော့ဘယ်တိကိုင်းအတွင်းပြောဖို့အကောင်းဆုံးလဲဆိုတာပဲထိုင်းစဉ်းစားနေတာပါတော်စမ်းမှာဟာရီရဲ့စဉ်းစားတာကိုရက်ပြီးတော့အလုတ်စလုပ်စမ်းပါမဟုတ်ရင်တနေ့ကျရင်ဒီတိကိုင်းကမင်းကိုပြန်ပြုတ်ကြအောင်လုပ်လိုက်မယ်နော်အတင်းပြောနေုံနဲ့အတိုက်ဖြစ်မလားဦးဟာရီရဲ့အေးပါနင်ကအစာထွက်ရှာအောင်နဲ့တကဘာလုံးအောင်နိုင်သွားပြီလို့ထင်းနေတာလားကဲငါကလေးတွေကိုသွားကြည့်လိုက်ပါဦးမယ်ငါရဲ့အတင်းပြောတဲ့ကဘာစီကိုပဲငါပြန်သွားတော့မယ်ဒီနေ့မှာတော့တောအုပ်ထဲမှာမိုးတွေတင်းထန်စွာရွာပါတော့တယ်ရာနိုနဲ့ဂေါ်ရီတို့ရဲ့အတိုက်တွေလည်းမိုးယိုကုန်တာပေါ့သူတို့နှစ်ယောက်လည်းအရန်ကိုစိတ်ညစ်သွားကြတယ်ဟာကြည်စမ်းပါအောင်သူတို့နှစ်ယောက်ရဲ့အတိုက်တွေမိုးယိုနေလိုက်တာရုံးမလီဒီဘီရင်မကြီးလှုပ်ချင်အောင်လေအခုတော့ရေထဲမှာကူးနေရပြီကြပြပြင်းမဂေါ်ရီရောဘာတက်နိုင်နေလဲရေထဲမှာကြပြဆက်ရေအောင်မလို့လားရုံးမလီဒီနဲ့နန်းတော်ဆောက်လို့မရဘူးဆိုတာအခုမှပဲသူတို့သိသွားတော့တယ်ရာနိုရဲ့စူးစမ်းမှုတွေလည်းမျောပါသွားပြီဂေါ်ရီရဲ့ကြပြတွေလည်းရေရွှဲကုန်ပြီဂေါ်ရီရဲ့ငါ့ရဲ့စူးစမ်းမှုတွေအားလုံးတော့မျောကုန်ပြီတင်ပါတယ်ကလေးတွေရဲ့အတိုက်တွေလည်းရွှဲကုန်ပြီဘာမျောလင်းချမ်းမှမရှိတော့ဘူးမဟုတ်တာပဲရာနိုရဲ့နင့်ဆိုင်ကမှာရုံးမလီတွေရှိနေတယ်နင်အရှုံးပေးလို့မရဘူးလေမိုးတံကိုခံနိုင်မဲ့အရာတခုတော့ငါတို့ပြန်တိဆောက်ရမှာပေါ့နင်းဆိုင်ထားတဲ့ရုံးမလီတွေနဲ့အတိုက်ဆောက်ကြမယ်လေအဲ့ဒါကြပြလဲဆန်နေခန်တက်ကြီးလို့လဲခိုင်မာလိမ့်မယ်ဂေါ်ရီကအချံကောင်းတစ်ခုရလိုက်ပါတယ်ရာနိုရဲ့ရုံးမလီတွေကအရန်ခိုင်မာတာကြောင့်အဲ့ဒါတွေကိုတုံးပြီးအတိုက်တစ်ခုဆောက်လိုက်ကြတယ်ရုံးပလီသီးနဲ့နန်ရန်လို့တရွက်တင်နဲ့အမိုးမိုးပြီးတော့ရိုးရံနေနဲ့ရဲလှုပ်လိုက်တဲ့အခါမှာတော့မိုးရေတွေကအပေါ်ကနေရှော့ကျသွားပြီးအထဲမှာတော့လုံးဝခြောက်သွေ့နေပါတော့တယ်။ရာနိုနင့်ရဲ့ရုံးပလီတွေကစားဖို့တက်တင်မဟုတ်ဘူးနော်။သူတို့ရဲ့တိဆောက်ပုံနဲ့ခိုင်မာမှုကမိုးရံကိုကာကွယ်ပေးနိုင်တဲ့နန်းတော်ကြီးတောင်ဖြစ်သွားပြီ။ဟုတ်တယ်ဂေါ်ရီငါတို့ရုံးပလီသီးနန်ရန်ဒီတရွက်အမိုးတွေနဲ့စောင့်မယ်။ဒီအတိုက်ကအိမ်နေမဟုတ်ဘူးငါတို့ရဲ့ပုံမြင်လေးလည်းဖြစ်လာလိမ့်မယ်။တော်ရီယာငှက်တွေအားလုံးကအံ့ဩသွားကြပါတယ်။ဟာငါတို့ကရုံးလီတီကိုဟင်းတင်းရွဲလို့ပဲထင်ခဲ့တာရာနိုကတော့ဒါကိုအိမ်မက်တရဲ့နန်းတော်ကြီးဖြစ်အောင်လုပ်ပြလိုက်ပြီစ조사မှုနဲ့တငယ်ချင်းကောင်းရှိရင်ဘာမှမဆိုဖြစ်နိုင်မှာလားငါတို့ကအတင်းပြောနေတော့ तू ကတော့အံ့ဩဖွယ်ကောင်းတဲ့အရာတွေကိုဖန်တီးပြလိုက်ပြီကွာငါတို့သူတို့စီကနေတင်ယူရမယ်အဲဒီနောက်မှာတော့ရာနိုနဲ့ဂေါ်ရီတို့ကရုံးလီတီအိမ်လေးထဲမှာအေးအေးဆေးဆေးနေထိုင်သွားကြပါတယ်သူတို့ရဲ့အတိုက်လေးဟာလည်းလုံခြုံသွားပါပြီ
ဒီပုံမြင်ကနေပေးလိုက်တဲ့သင်ခန်းစာလေးကတော့စူးစမ်းတဲ့သူကအိမ်တင်မကဘူးခံတက်ကြီးတွေကိုပါတိစောက်နိုင်ပြီးတော့အတင်းပြောတဲ့သူကတော့တည့်ရွက်ဒီပေါ်မှာပဲကြံရစ်ခဲ့တာပါပဲစစ်မှန်တဲ့ခင်မင်မှုနဲ့စူးစမ်းမှုဟာဘလို့မုံတိုင်းကိုမဆိုအောင်နိုင်ပါတယ်လှပတဲ့ဘဲဆိုင်ခင်းလေးတစ်ခုထဲမှာတော့အစာကလေးဝါဝါသူ့ရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ရာရာနဲ့ကူကူတို့နဲ့အတူနေထိုင်ပါတယ်သူတို့ရဲ့ပဲအိမ်လေးကပဲစီလေးတွေနဲ့လှုပ်ထားတာပါမနေ့တိုင်းမှာဝါဝါကလေးတွေကိုစိုက်ခင်းပြုစုပုံကိုတင်ပေးပါတယ်ကလေးတို့ရေဒီဆိုင်ခင်းလေးကမမေတို့ရဲ့ကဘာပဲဒီပဲပင်လေးတွေကအပင်လေးတွေတက်တက်မဟုတ်ဘူးမမေတို့ရဲ့စူးစမ်းမှုနဲ့မျှော်လင့်ချက်တွေပဲမမေတို့ဂယူးဆိုင်ရင်သူတို့ကမမေတို့ကိုချိုးမင်းနဲ့ပဲစီလေးတွေပြန်ပေးလိုက်မယ်အဲ့ဒီပဲစီတွေကိုတငယ်ချင်းတွေနဲ့ဝေမျှစားမှစစ်မှန်တဲ့ပျော်ရွှင်မှုကိုရမှာပေါ့မမေပဲတွေကြီးလိုက်ရင်တမီးရဲ့တငယ်ချင်းတွေကိုပေးလို့ရမလားယင်ရတာပေါ့တမီးရဲ့မမေတို့အများကြီးဆိုတော့တယောက်တည်းဘဲကုန်မှမလဲမမေသမီးကတော့အချိုးဆုံးပဲစီတွေကိုရွေးပြီးတော့တငယ်ချင်းတွေကိုကျွေးမှာဒါမှပဲရရရဲ့ပဲတွေကအချိုးဆုံးပဲလို့သူတို့ကပြောကြရအောင်လေဒါကတော့ချက်တူရီဦးလေးကြီးကိုအရင်ပေးမှာမမေဦးလေးကတားကိုတတ်တိရှိတဲ့သူဖြစ်မှာလို့အမြဲပြောတယ်တားသူ့ကိုပြောအောင်ထားပေးခြင်းလို့လေမမေကလေးတွေကတိတ်တော်တာပဲပျော်ရွှင်မှုဆိုတာကိုယ့်အတွက်တင်မဟုတ်ပဲသူများအတွက်လည်းဖြစ်ရမယ်ဝါဝါစားကလေးကမြေကြီးတွေကိုတူမျိုးစစ်ချပြီးတော့ကောင်းကင်ကိုကြည့်ပြီးဆူတောင်းလိုက်ပါတယ်ကောင်းကင်ကြီးရဲ့အေးမြတဲ့မိုးဆက်လေးတွေကိုလှုပ်ပေးပါမြေကြီးရဲ့ဒီမျိုးဆက်တွေကိုစောင့်ရှောက်ပေးပါနော်ရက်တွေကြာလာပေမဲ့မိုးကတော့ရွာမလာခဲ့ပါဘူးမြေကြီးတွေခြောက်သိလာပြီးတော့ပဲပင်တွေလည်းညှိုးကုန်มาတော့တယ်မမေပဲတွေကဘာလို့မထွက်လာတာလဲတားတို့စူးစမ်းထားတာတွေအလက်ကားဖြစ်ကုန်ပြီလားတိမ်တိုင်ကြီးတွေကတားတို့စိတ်ဆိုးနေတာလားယင်မဟုတ်ပါဘူးကလေးတို့ရဲ့စူးစမ်းမှုကဘယ်တော့မှအလက်ကားမဖြစ်ပါဘူးဒီတစ်ခါတော့မမေကိုယ်တိုင်တိုင်တိုက်တွေစီကိုသွားပြောမယ်စိတ်ရင်းမှန်နေဆိုရင်ကောင်းကင်ကြီးကလည်းနားထောင်ပေးမှာပါအဲ့ဒီလိုနဲ့ဝါဝါကကောင်းကင်ဘုံကိုပြန်တက်သွားပြီးတော့တိမ်တိုက်ဖြူကြီးဘက်ဘလူးစီကိုရောက်သွားပါတယ်ဘက်ဘလူးရေကျမကဝါဝါပါပဲကင်းနဲ့အစာကလေးပါကျမရဲ့ကလေးတွေကမျိုးစေ့တွေစိုက်ထားကြတယ်မိုးမိန်ပါလို့သူတို့လေးတွေစိတ်မကောင်းဖြစ်နေကြတယ်မိုးလေးနည်းနည်းလောက်ရွာပေးပါအောင်လားရှင်ဝါဝါကြီးမင်းရဲ့ယူသားမှုကြောင့်ငါစိတ်တွေပျော်သွားပြီကလေးတွေရဲ့အချင်းနဲ့မိခင်ရဲ့စူးစမ်းမှုကိုမြင်ရတာငါနှလုံးသားတွေလည်းတကယ်ကိုအေးပျော်သွားပါပြီငါခုပဲမိုးရွာပေးလိုက်မယ်နော်မိုးတွေရွာချလိုက်တဲ့အခါမှာတော့မြေကြီးကမှုှေးပြန့်လာပြီးတော့ကလေးတွေလည်းပျော်ပြီးကခုန်ကြပါတယ်ပဲကင်းလေးကပြန်စိမ့်လန်းလာပြီးတော့ဝဝရဲ့အိမ်လေးကလည်းပြန်လည်စီကားလာပါတော့တယ်မြေတစ်ဖက်ကန်တော့မှာတော့ကြီးကန်းကာလူလင်းဒပူလာနဲ့ကြီးကန်းညိုတို့နေထိုင်ကြပါတယ်သူတို့ကတော့ဓမြောက်တွေပါသူတို့ရဲ့တောအုပ်မှာမိုးမရွာတာကြလို့အစာလေးငက်ပြက်နေကြတယ်လေအကိုကလူကျွန်တော်ဘိုက်စာလို့သေးတော့မယ်စားကြရလဲတစည်းမှရှာလို့မရဘူးမဟုတ်တာငါတို့ကတောထဲမှာအလဲဆုံးငှက်တွေပဲနီလန်တစ်ခုခုတော့စဉ်းစားရမယ်လေမြင်နာကပဲခင်းမှာတော့ပဲတွေအများကြီးရှိတယ်လို့ငါကြားတယ်ဒီညပဲသွားကြမယ်ဝါဝါမသိအောင်ငါတို့တွေခိုးယူကြတာပေါ့သူကစူးစားငါတို့ကအေးဆေးစားမယ်လေညရောက်တဲ့အခါမှာတော့သူတို့ကတိတ်တိတ်လေးနဲ့ဝါဝါရဲ့ပဲခင်းစီကိုသွားကြပါတယ်ဒါပေမဲ့ဝါဝါကတော့နုံနုံကြကြရှိနေခဲ့တယ်ဘယ်သူလဲငါဆိုင်ခင်းတော့မှဘယ်သူတဝဲဝဲလုံနေတာလဲဝါဝါညီမလေးရဲ့ငါတို့ဘိုက်စာလုံးတို့ပါမင်းရဲ့ပဲခင်းမှာပဲတွေလည်းအများကြီးရှိနေတာပဲလေငါတို့လည်းစားကြင်လို့ပါအကိုတို့ရဲ့စူးစားတာကျမလေးခိုးယူတာတော့မကောင်းပါဘူးအေးစစ်စစ်တောင်းရင်တော့ကျမကမငင်းပါဘူးခိုးစားတာတော့မဖြစ်တင်ဘူးလေဝါဝါကပဲတချို့ကိုခိုးပြီးတော့သူတို့ကိုပေးလိုက်ပါတယ်ဝါဝါညီမလေးရဲ့မင်းငါတို့နှလုံးသားကိုအနိုင်ယူလိုက်ပါပြီခိုးစားရင်ဘိုက်ဝပြီမယ်စိတ်ကတော့အားငယ်နေရမယ်လေနောက်တစ်ခါငါတို့လည်းစူးစားပါမယ်အဲ့ဒီနေ့ကစပြီးတော့ဝါဝါနဲ့သူတို့တွေကတငယ်ချင်းတွေဖြစ်သွားကြပါတယ်ပဲတွေထွက်ရင်ဝါဝါဖိတ်ကြွေပြီးတော့တော်ထဲမှာအသီးနှံတွေထွက်ရင်ကာလူတို့ကဝါဝါတို့ကိုပြန်ဖိတ်ကြွေကြပါတော့တယ်ညီညွတ်မှုနဲ့ဝေမျှမှုကသာစစ်မှန်တဲ့ပျော်ရွှင်မှုကိုပေးနိုင်တာပါမနေ့ကင်းတစ်ခုမှတော့ဝါဝါရဲ့သားကူကူကမြင်းနားမှာရေးသားဖို့သွားပါတယ်ဝါဝါကသတိထားဖို့မှာပေမဲ့ကူကူကကဘာကြီးကိုရှောက်ကြည့်ချင်နေတာပါဒါပေမဲ့မြေထဲမှာတော့မိချောင်းကြီးတစ်ကောင်ကလည်းရှိနေပါတယ်ကူကူရေတောက်လိုက်တဲ့အချိန်မှာမိချောင်းကတိုက်ခိုက်လိုက်လို့ကူကူရဲ့တောင်ပံဒဏ်ရာရသွားပါတယ်ဝါဝါကသူ့ရဲ့သားလေးကိုအိမ်ပြန်ခေါ်လာပြီးတော့အပင်ပန်းခံပြီးအလုတ်လုတ်ပြီးကျွေးမွေးပြုစုရပြန်ပါတယ်ဒီနေ့မှာတော့ဝါဝါမိုးရဲလေထဲမှာအလုတ်လုတ်နေရင်းနဲ့ကြောက်တုံးအောင်မှာပြိနေတဲ့မွေလေးတစ်ကောင်ကိုတွေ့လိုက်ပါတယ်မွေးဆိုပေမဲ့ဝါဝါကယူနာတက်ပြီးကြောက်တုံးကိုဖဲပြီးအသက်ကိုကယ်တင်ပေးလိုက်ပါတယ်အဲ့ဒီအခါမှာတော့အလင်းရောင်တွေထွက်ပေါ်လာပြီးငကားမင်းသမီးပေါ်လာခဲ့ပါတယ်ဝါဝါမင်းကငါသားကိုကဲခဲ့တာပဲ
ငါတို့ငကားမျိုးနွယ်ကကျေးဇူးတိတတ်တယ်မင်းအိမ်ပြန်သွားရင်မင်းလိုအပ်တာအားလုံးကိုမော်တစ်ပင်တပင်ကပေးလိုက်မယ်မင်းရဲ့သားလေးလည်းနေပြန်ကောင်းသွားလိမ့်မယ်ဝါဝါအိမ်ပြန်ရောက်တဲ့အခါမှာတော့အိမ်ရှိမှာမော်ပန်းသီးပင်ကြီးတပင်ရှိနေပြီးတော့သားလေးကူကူရဲ့အတောင်ပန်းတွေကလည်းပြန်ကောင်းနေတာကိုတွေ့ရပါတယ်အခုတော့ဝါဝါတို့ကပျော်ရွှင်စွာနေထိုင်နေကြပြီးတော့တော်ရီယာငှက်တွေကိုလည်းကူညီပေးနေကြပါတော့တယ်စစ်မှန်တဲ့အကူကြီးကဘယ်တော့မှအလဟတ်သက်မဖြစ်ပါဘူးမိခင်မြတ်တာကဘာပေါ်မှာအကြီးမားဆုံးမော်တတ်ပါပဲ။တာယာတဲ့မနက်ခင်းတခုမှာတော့ရာနိုကအတိုက်ကိုအလှဆင်မှုတွေပြင်နေပါတော့တယ်။ဒီနေ့နေသားလိုက်တာကြောက်ခဲလှလှလေးတွေနဲ့ငါ့ရင်ကိုအလှဆင်ရမယ်။အဲ့ဒီအချိန်မှာပဲချက်တူရီရောက်လာပြီးတော့ရာနိုနေကတော့အမြဲအလုပ်လုပ်နေတာပဲနော်။ခဏလောက်နားပါဦး။နေကစားကလေးပါအလုပ်သမားလည်းမဟုတ်ဘူး။မေတူရဲ့ငါအတွက်ဒါပင်မနာမှမဟုတ်ပဲ။ငါပျော်ရွှင်နေရတာပါ။ငါအိမ်လေးလင်းလက်နေငါနှလုံးသားလေးလည်းလင်းထိန်နေတာပဲ။လာပါငါတို့ကြောက်ခဲလှလှလေးတွေအတူတူသွားရှာပြီးလက်ဖက်ရည်တူတူတောက်ကြတာပေါ့။စားကလေးရာနိုကတောက်အုပ်ထဲကမြေကမ်းပြရနေတောက်ခွားတဲ့ကြောက်ခဲလေးတွေကိုတလုံးချင်းစီတဲလာပြီးတော့သူမရဲ့အိမ်လေးကိုအလှဆင်ထားပါတယ်။အဝေးကနေလှမ်းကြည့်လိုက်ရင်အဲ့ဒီအိမ်လေးကစိန်ရတနာတွေနဲ့လှုပ်ထားတယ်လို့တလက်လက်တောက်ပနေတာပေါ့။တစ်ပင်တစ်ပင်မှာထိုင်နေတဲ့ကြီးကမ်းမာလေးကော်ရီယာအန်အော်တကြီးနဲ့ပြောလိုက်ပါတယ်။အလိုလေးလေရာနိုရဲ့ဒါကတကယ်ကိုနတ်သမီးလေးတွေနေတဲ့နန်းတော်တိုင်းပဲနော်။နေ့အိမ်ရဲ့နန်းရနိုင်ကဘလို့တောင်တောက်ပနေရတာလဲနင်သိတ်တော်တာပဲရာနိုရဲ့ဂေါ်ရီယာတစ်ပင်မော်ကနေရာနိုနာကိုပြန်ဆင်းလာပြီးဆက်ပြောလိုက်ပါတယ်ဒီလောက်လှတဲ့ကြောက်ခဲတွေဒီလောက်တန်ရှင်းသက်ရမှုတွေအားလုံးကအရန်ကိုချစ်စရာကောင်းတဲ့ပြင်အပြင်စင်တွေကလည်းအပြည့်ပဲနော်တခြားသူဆိုရင်ဒီလိုအိမ်မျိုးဆောက်ဖို့စိတ်တောင်ကူးရမှာမဟုတ်ဘူးနင့်ရဲ့စူးစမ်းမှုကတော့အမခမ်းပါပဲလားရာနိုရဲ့ကျေးဇူးပါပဲဂေါ်ရီရဲ့ဒါပေမဲ့ဒါတွေကတရက်တည်းနဲ့တော့ဖြစ်လာတာမဟုတ်ဘူးနော်ငါမနေ့တိုင်းစောစောထားတယ်နည်းနည်းချင်းစီအလုပ်လုပ်တယ်။ပြီးရင်အကြံတစ်တွေကိုအမြဲတမ်းစဉ်းစားတယ်။နေမြင်နေရတဲ့ဒီကြောက်ခဲတွေကိုတဲဖို့ရက်ပေါင်းများစွာကြာခဲ့တာ။တချို့ကိုမြေထဲကတဲလာရတာ။တချို့တော့တောရဲ့အစွန်ပြားကနေရှာလာရတာ။ငါအကျင်တော့တကယ်စိမ့်ဆိုတာတောက်ပနေတဲ့အရာတွေမဟုတ်ဘူး။နေတိုင်းအားစိုက်ထုတ်ရတဲ့စူးစမ်းမှုကတကယ်ကိုစိမ့်စစ်စစ်ပဲဂေါ်ရီရဲ့။ဂေါ်ရီကရာနိုနဲ့စကားပြောပြီးတဲ့နောက်မှာတော့ပြန်သွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲအနာအသစ်ပင်ပေါ်မှာကြီးကန်းကာလူရှိနေပါတယ်။ तू ကရာနိုရဲ့တောက်ပတဲ့အိမ်ကိုကြည့်ပြီးမနာလိုဖြစ်နေတာပါလွန်သွားပြီကွာဒီရာနိုရဲ့အိမ်ကစိန်လိုတောက်ပနေတယ်လားအားလုံးကလည်းသူ့ကိုပဲဝိုင်းပြီးချီးကျူးနေကြတယ်ငါတို့ကကြတော့ဘာလို့ဘသူမှကျူးမဆိုင်ကြတာလဲငါတို့မှလည်းအတောင်ပန်ရှိတာပဲပြန်တတ်တယ်စားတတ်တယ်နေတတ်တယ်လေဒါပေမဲ့ဘာလို့ရာနိုတယောက်တည်းကပဲတောက်ပနေရတာလဲဒါလုံးဝမတရားဘူးဟာအကိုကာလူကလည်းဒေါသထွက်ပြီးအတောင်ပန်နေတော့ခတ်နေပါလားဒါပေမဲ့ရာနိုကတကယ်ပဲအလုပ်ကြိုးစားတာလေနေရောညာရောတခုမဟုတ်တခုအမြဲတမ်းရှာဖွေစူးစောင်းနေတာငါတို့ကကြတော့နည်းနည်းလေးပြန်ဖို့တောင်ပြေးနေကြတာလေမင်းကငတုံးမဲ့ဘူးလားငါနာမည်ကကာလူကွာငါတော့ပပနက်နက်နဲ့ပဲလုပ်မယ်ရာနိုဖန်တီးထားတာတွေကိုရယူဖို့တခြားနည်းလမ်းရှိသေးတယ်လေစူးစမ်းစရာမလိုပဲညံတော့သုံးရမှာပေါ့ဘသူကနေတိုင်းချွတ်ထွက်အောင်လုပ်နေမှာလဲငါရာနိုအိမ်ကတောက်ပတဲ့ကြောက်ခဲကိုတိတ်တိတ်လေးခိုးယူပြမယ်ပြီးရင်ငါလည်းအစာတစီအောင်ရှာစရာမလိုပဲနဲ့ငါရဲ့အတိုက်ကိုစိန်လိုတောက်ပအောင်လုပ်ပြမယ်ဟာခိုးတာတော့မကောင်းဘူးထင်တယ်ကာလူရဲ့ရာနိုကအရန်သဘောကောင်းတဲ့စာကလေးပါပြီးတော့ငါတို့အဖမ်းခံရရင်ဘယ်လိုလုပ်မလဲမင်းစကားမများစမ်းပါနဲ့ဘူးလားငါ့ကိုဘယ်သူမှမမိစေရဘူးညဘက်လူတွေအိတ်နေတဲ့ချိန်မှာသွားမယ်ကြောက်ခဲတွေကိုယူမယ်ပြီးရင်ကြည့်နေလိုက်တောအုပ်မှာငါရဲ့အိမ်ကအတောက်ပဆုံးဖြစ်သွားစေရမယ်ညရောက်တဲ့အခါမှာတော့တောအုပ်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပါတယ်လာရအောင်မှာရာနိုရဲ့အိမ်လေးကလည်းငြိမ်သက်စွာတောက်ပနေတာပေါ့ဒါပေမဲ့တစုံတယောက်ရဲ့အကြည့်ကတော့အဲ့ဒီအလင်းရောင်ရဲ့အပေါ်မှာရှိနေပါတယ်ကာလူကတစ်ပင်ယူတွေကြားကနေတိတ်တိတ်လေးပြန်လာခဲ့တယ်ဟဲ့ဟဲ့ဒါပဲပေါ့ရာနိုရဲ့အိမ်အားလုံးရဲ့အကြည့်တွေကိုဖန်ဆားထားတဲ့အိမ်လေးဒီနေ့ကစပြီးဒါတွေအားလုံးငါ့အပိုင်ဖြစ်တော့မယ်ကြောက်ခဲတွေကိုနည်းနည်းချင်းစီခိုးမယ်ဘယ်သူမှသိမှာမဟုတ်ဘူးညတိုင်းတစ်လုံးစီခိုးမယ်ဆိုရင်တိတ်မကြခင်ငါအိမ်ကတောက်ပဆုံးဖြစ်လာတော့မှာပဲကာလူကကြောက်ခဲတစ်လုံးကိုနှုတ်သီးနဲ့ကိုက်ယူလိုက်ပါတယ်သူထပြန်ကားနီးမှာတစ်ကိုင်းကျိုးတဲ့အတန်တကူထွက်လာပါတယ်ကာလူလန့်ပြီးဟိုတီကြည့်လိုက်ပြီးမြဲဘယ်သူမှမရှိတာကြောင့်ချက်ချင်းပဲပြန်ထွက်သွားပါတော့တယ်ကာလူရဲ့အကြံကတော့အောင်မြင်သွားပါပြီဒါပေမဲ့ခြုံပုံးနောက်မှာပုံးကြည့်နေတဲ့ဘူလာရဲ့စိတ်ထဲမှာတော့မချမ်းမြေ့နိုင်တော့ပါဘူးငါဘာတွေလုံးမိနေတာလဲငါကတော့ကြည့်နေုံပဲဆိုပေမဲ့ဘာမှမပြောဘဲနေလိုက်တာခိုးရပါဖြစ်နေပြီရာနိုလိုအပြစ်ကင်းတဲ့စားကလေးပေါ်မှာဒါအသိကိုမှားရင်းနဲ့လုပ်ရပဲသူကကောင်းကင်ကြီးကိုကြည့်ပြီးပြောလိုက်ပါတယ်
ဒီဝင်တော့ဝင်ဖို့ငါစိတ်ထဲမှာစက်မထားနိုင်တော့ဘူးငါအမှန်တိုင်းပဲပြောပြမှဖြစ်တော့မယ်နောက်တစ်နေ့မိနစ်မှာတော့ဂေါ်ရီကအတိုက်အပြင်ကိုထွက်လာတဲ့အခါမှာအလိုလေးဖះကြီးရာနိုအိမ်ကဘာလို့ဒီလောက်တောင်ဗျမ်းမရာတွေဖြစ်ကုန်တာလဲဘယ်သူလှုပ်လိုက်တာလဲအဲ့ဒီအချိန်မှာပဲဘူလာကတုံတုံရင်ရင်နဲ့ပြန်ရောက်လာပါတော့တယ်အမဂေါ်ရီကျွန်တော်ပြောချင်ရှိတယ်တိတ်ကိုကြီးမားတဲ့အမတစ်ခုဖြစ်သွားပြီဘာဖြစ်တာလဲဘူလာဒါတွေဘယ်သူလှုပ်တာလဲငါ့ကိုပြောပြစမ်းပါကာလူကရာနိုအိမ်ကကြောက်ခဲတွေကိုခိုးသွားတာကျွန်တော်အဲ့ဒီမှာမြင်နေပေမဲ့ဘာမှမပြောခဲ့မိဘူးကျွန်တော်ကိုအရန်ကိုဝမ်းနေနေပါပြီအမှန်တိုင်းပြောရတဲ့တတ္တိရှိတာကလည်းချီးကျူးစရာကောင်းတာပါပဲဘူးလားအခုငါတို့ရာနိုကိုအမှန်တိုင်းသွားပြောကြမယ်ကာလူကိုလည်းသူ့အမသူသိအောင်လုပ်ကြရအောင်မနေ့ကင်းမှာတော့နေမင်းထွက်လာပြီမဲ့ရာနိုရဲ့အိမ်လေးကတော့အရင်လိုမတောက်ပါတော့ပါဘူးတောက်ပါတဲ့ကြောက်ခဲတချို့ပျောက်ဆုံးနေတာကြောင့်ရာနိုကလည်းအရန်ကိုစိတ်မကောင်းဖြစ်နေပါတော့တယ်သူ့ရဲ့တငယ်ချင်းမစ်ထူးကလည်းအိမ်ရှိရမြင်ကွင်းကိုကြည့်ပြီးဝမ်းနေနေရှာတယ်မစ်ထူးရဲ့ငါဒီအိမ်လေးကိုဘယ်လောက်တောင်အပင်ပန်းခံပြီးစောက်ခဲ့ရလဲအခုတော့အကောင်လုံးပျက်စီးကုန်ပြီစိတ်မပူပါနဲ့ရာနိုအားလုံးအဆင်ပြေသွားမှာပါဟိုမှာကြည့်ဂေါ်ရီနဲ့ပူလာတို့လာနေကြပြီရာနိုနေရင်ပျောက်သွားတဲ့ကြောက်ခဲတွေကကာလူခိုးသွားတာဟုတ်တယ်ရာနိုကျွန်တော်အဲ့ဒါကိုမြင်ခဲ့ပေမဲ့ဘာမှမပြောခဲ့မိဘူးကျွန်တော်တောင်းပန်ပါတယ်ရာနိုတို့၄ယောက်ကကာလူရှိတဲ့နေရာကိုလိုက်သွားကြပါတယ်ကာလူမင်းရာနိုရဲ့စူးစမ်းအထောက်မှုတွေကိုခိုးယူခဲ့တယ်ဒါအသိပ်မှားတယ်မင်းလှပတဲ့အိမ်ကိုလိုချင်နေဆိုရင်ကိုယ်တိုင်စူးစမ်းအထောက်ရမှာလေငါ့ကိုလာပြီးတရားမချနဲ့ကော်ရီငါလိုချင်တာကိုငါရအောင်ယူမှာပဲအဲ့ဒီအခါမှာတော့၃ယောက်သားကာလူကိုဝိုင်းလိုက်ကြပါတယ်အပြန်လန်ရုံးရည်ဆန်ကဖြစ်သွားတဲ့အခါမှာတော့ကာလူကကြောက်သွားပါတော့တယ်တော်ကြပါတော့ရက်ကြပါတော့ငါ့ကိုခွင့်လွှတ်ပေးကြပါငါမှားသွားပါပြီငါပါနိုင်ရင်အနိုင်ရမယ်လို့ထင်ခဲ့မိတာဒါပေမဲ့အခုတော့ငါနားလည်သွားပြီတယောက်တည်းနေပြီးသူများပစ္စည်းခိုးနေသေးဘယ်သူမှမပြောရှင်းနိုင်ပါဘူးကာလူကရာနိုကိုကြည့်ပြီးမျက်ရည်ကျလာပါတော့တယ်ရာနိုငါတကယ်ရှက်မိပါတယ်နင်ငါ့ကိုခွင့်လွှတ်ပေးနိုင်မလားယင်တဘောရာပြေဝလွန်တဲ့ရာနိုကတော့ကာလူကိုခွင့်လွှတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ကာလူနဲ့ခေါ်ရီတို့ကရာနိုနဲ့အတူဝိုင်းဝန်းပြီးရာနိုရဲ့အိမ်လေးကိုအရင်အထက်ပို့ပြီးလှပအောင်ပြန်လဲတိဆောက်ပေးလိုက်ကြပါတော့တယ်